ဟုတ်ကဲ့မင်္ဂလာပါဒါဆိုကျွန်တော်တို့ question number 1 exercise 2ကိုသွားဖို့အတွက်ဆိုရင်ကျွန်တော်တို့ note နည်းနည်းထပ်ပြီးတော့မှသိဖို့လိုတယ်ဗျငါတရားလေးကိုကျွန်တော်တို့အဆင်ပြေတဲ့နေရာမှာ note စာအုပ်လေးတက်ထားတယ်ဆိုရင် note စာအုပ်လေးတက်လေးမှာရေးထားဖို့လိုတယ်ဗျ okay ဒါဆိုကျွန်တော်က number exercise 2ကဘာပြောလဲဆိုတော့ကျွန်တော်တို့ trivalent ပြန်ဆွဲရမှာဟုတ်အဲ့တော့ trivalent ပြန်ဆွဲရမယ်အဲ့တော့ trivalent မညီမှားနေတယ်ပေါ့နော်အဲ့တော့ question number 2ကိုမတွက်ခင်မှာကျွန်တော်တို့ကဒီ notes လေးနဲ့တစ်ချက်တော့ကျွန်တော်ရှင်းပြပေးဖို့လိုတယ်ဘာပြောလဲဆိုတော့သူကပထမဆုံးတစ်ချက်ကပါလဲဆိုတော့ asset account တွေရဲ့ open balance တွေကျွန်တော် debit side မှာမှတ်ပေးရမယ်အဲ့တော့ကျွန်တော်စိတ်ထဲမှာမြင်နေမှတ်မယ် asset များရဲ့ open balance ဆိုရင် debit side နောက်ဆိုရင်ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ကျွမ်းကျင်လာလိမ့်မယ်ပေါ့နော် asset ဒီ debit ပေါ်တင်ရရှိတယ် asset ပိုင်ဆိုင်တာတွေဆိုရင်ကျွန်တော် debit မှာပဲမြင်နေရှိတဲ့သဘောဒါကြောင့်မလို့ asset account များရဲ့ open balance ဒီ debit side အဲ့လိုပဲ liability ကျွေးမိပေါ့နော်အကျွေးတွေ liability account များရဲ့ open balance ဒီ credit side အမြင်နဲ့ credit side ပေါ့asset နဲ့ liability ကဆန့်ကျင်ဘက်ဒါဆိုလည်းမှတ်လို့ရမယ် asset ဆိုရင် debit liability ဆိုရင်ကျွန်တော်တို့က credit နောက်တစ်ခု capital ပိုင်ရှင်လုပ်ငန်းတွေကိုယင်းနှိမ့်ညွှန်းထားတဲ့ capital account ရဲ့ open balance ဒီ credit side မှာဖြစ်တယ်ဒါနဲ့မဲရမယ်ဒါဆိုနောက်တစ်ခုကကျွန်တော် drawing ပေါ့ drawing ဒီ capital နဲ့ပြောင်းပြန်ဆိုတော့ drawing account ဤ open balance ဒီမှာကျွန်တော် account s ပါသွားတယ်ပေါ့နော်အဲ့တော့ drawing account ရဲ့ open balance ဒီ debit side မှာပဲဖြစ်တယ် okay အဲ့ဒါဆိုပြန်ပြောမယ် asset တွေရဲ့ open balance ဒီ debit liability တွေရဲ့ open balance ဒီ credit capital ရဲ့ open balance ဒီ credit drawing ရဲ့ open balance ဒီ debit ဒါလေးမှတ်ရမယ်နောက်တစ်ခု expense ကတော့ကျွန်တော်အမြဲတမ်း debit လို့ပြောထားပြီးသား expense အကောင့်များဤ open balance ဒီ debit side ဖြစ်သည်နောက်တစ်ခု income ဒီဝင်ငွေအကောင့်များရဲ့ open balanceဒီ credit side ဒါလေးမှတ်ဖို့လိုတယ်အဲ့တော့ဒီဟာရမှကျွန်တော် trial နဲ့သွားဆွဲလို့ရမှာပေါ့နောက်ပိုင်း level 2ရောက်တဲ့အချိန်ကျလို့ရှင်တော့ဆက်ပြီးတော့ဒါတွေပုံမှန်ကျွမ်းကျင်သွားလိမ့်မယ်ပေါ့ asset ဒီ debit ပေါ်တရားရှိတယ် liability ဒီ credit capital ဒီ credit drawing ဒီ debit expense တွေဆိုရင်အမြဲတမ်း debit ပဲ income တွေဆိုရင်အမြဲတမ်း credit ပဲဒါလေးမှတ်ဖို့တော့လိုတယ်ဗျဒါကြောင့်မှကျွန်တော် trial နဲ့ပြန်ဆွဲလို့ရမှာပေါ့ဒါလေးကိုကျွန်တော်ဖြစ်စေချင်တာတော့ note စာအုပ်လေးထဲမှာတည်တံ့ရေးပြီးတော့ဒါလေးမှတ်ထားဖို့လိုတယ်နောက်ဆိုရင်တော့အလိုရသွားလိမ့်မယ်ပေါ့ okay အဲ့တော့နေ့ချုပ်အနေနဲ့ asset account များရဲ့ open balance ဒီ debit side liability account များရဲ့ open balance ဒီ credit side capital account ရဲ့ open balanceဒီ credit drawing account ရဲ့ open balanceဒီ debit expense account များရဲ့ open balanceဒီ debit side income account များရဲ့ open balanceဒီ credit side ဒါဆိုရတယ် okay ဒါဆိုဒီ note ဆင်းရပြီဆိုရင်တော့ကျွန်တော်တို့ exercise 2ကိုသွားလို့ရပြီပေါ့အဲ့တော့ကျွန်တော် note တင်နဲ့တည်တံ့မဲ့တခြားတက်ထားလိုက်တယ်ပေါ့